呀，没把家那里瓜呀，多一瓜，没那搞你那没有，没多少晓得搞你没瓜。这人家都去不了，把别路来过呀。啊，瓜，不，没有啊，表表是，啊，没俺来个要吧？妈的，没我可以拿到过来那了。你，那爸妈不是，没有你阿爸嘞，你他妈那个，你我那个现在的来一个，没你我，那不错。ယောက်ျားမင်းတို့ငါရှင်းရှင်းလိုက်မင်းငါသမီးကိုမေတ္တာရှိတယ်ဆို ဟုတ်ပါတယ်အငယ် မေတ္တာရှိတယ်ဆိုရင်လက်ထမှာပေါ့ဟုတ်တယ်ဟုတ်လားလက်ထမယ်ဆိုရင်မင်းငါသမီးကိုဘယ်လောက်တင်တောင်းမလဲကြပြော ဟုတ်တယ်ညီလေးကတော်နေရှင်တကယ်ကိုမွဲရတာဗျာအဲမျိုးကတရားမေးလို့ရှင်တေးပြီဗျာ စိတ်မပြတ်ပါနဲ့ငါကြီးဟာချမ်းသာတယ်မချမ်းသာဘူးဆိုတာအရေးမကြီးပါဘူးနောက်ဆုံးတော့လေအချစ်စစ်အချစ်မှန်ပဲအနိုင်ရပါပဲမဟုတ်ဘူးလား Hello, Daddy. Hello, Daddy. Why? အဲ့လောက်ဆိုတဲ့မမကိုဖြစ်ပြီလား ငါဘာမှတော့မဆိုရသေးဘူးလေ။ငါရှောက်ရောက်နေ ဟောဒီလိုလေမမငွေမမငွေကဟယ်လိုစင့်မှာမပန်နေတုံနေခါတယ်မရှိဘူးလေအဲ့ဒါကိုပြောတာပါ ။နင်ရောက်နေရအရင်ကြီးနော်။ဟာ။ဒီစားပါ ဟဲ့ဗျာမမငွေရမယ်တခြင်းလို့ကိုပေါ့ ။ဟာ။ဒီတစ်ချိန်မှာသုံးတယ်နော်။နင်ပပဆိုလိုကောင်းပါလေဝေးပေးတာမဟုတ်။ဒီစားပါ ငွေခံစားမယ်တခြင်းလို့ဆိုပါ သူခဲသားလို့ချင်းဝေးပေးရ ဟောသိပြီကြံမိုးကားထဲမှာပါတယ်လေကိုတူချစ်သမျှကိုတူချစ်သမျှ ။ဟဲ့။ငါနဲ့လင်းဝင်နေရ။ငါကိုတူမှမချစ်ဘူးလား။ဘလို့ခံစားပြီးတော့ တိတ်နမိတ်ပေါ့မမငူရဲ့ဆိုကြည့်လိုက်ပါဒီသချင်းဆိုပြီးွားရင်လင်းဝင်နဲ့နှစ်ကိုယ်တူချင်းရင်လည်းဖြစ်သွားမှာပေါ့လို့ အေးဟဲ့အဲ့ဆိုရင်စုံမယ်ဟဲ့စုံမယ် ဆို ငါကိုတူချစ်တဲ့များရီငါကိုတူချစ်တဲ့များရီငါကိုတူချစ်တဲ့များရီငါကိုတူချစ် မမငူကလည်းနှစ်ကိုယ်တူချစ်သမျှနေရှေ့ရောက်တော့မှလားဒီလိုလေကိုတူချစ်သမျှတွေလူတူရှစ်စားကဲနေအဲ့လိုဖြစ်ရမှာလေ ဟာနင့်တချင်းကမစိုးချင်တော့ဘူးဟာချားတော့တယ် အဲ့ဒါဆိုလဲလူပညာပန်းနိုင်တယ်အိုက်ချင်းလေးဆိုဒီအိုက်ချင်းကောင်းတယ် အဲ့တချင်းကထိတ်ဆုံးပါတော့ပါ ချင်းလေးတွေကိုတူ ဩတီဗီကြံမိုးတဲ့တချင်း ဟုတ်တယ်တိတ်ဟုတ်တာပေါ့မမငူရဲ့ဆိုလိုက်တော့ ဆိုမယ်နော် ဆို တချင်းလေးတွေကိုအတူတူဆိုရအောင်တချင်းလေးတွေကိုအတူတူဆိုရအောင်တချင်းလေးတွေကိုအတူတူဆိုရအောင် အာမမငူနဲ့တော့ခက်တာပဲဗျာအဲ့ဒီเจ้าကနေတက်တော့မှလားအဲ့ဒီเจ้าဆိုရင်လည်းပဲမိုးချုပ်တော့မယ်ထင်ပါတယ်ဗျာမမငူနဲ့တော့ မြူးကြွားတဲ့သေတံပြန်လို့နေကိုပြောင်းစားတကူလေးမောင်တယောက်တလဲမိုးလန်းကဖြဲပဲကြသည်ပတောင်ဖူးလေးတွေပန်းစင်ထားသူရေကောင်းကလေးမော်လို့ပတောင်ဖူးလေးတွေပန်းစင်ထားသူရေပျော်ပျော်ရွှင်ရွှင်တီးပုံကြတဲ့ပွဲမှာငိုနေရှာတဲ့ပန်းပရောင်ဖူးတွေတဲ့ရာသီချိန်ပြီးလမ်းပွင့်ခဲ့တဲ့ပရောင်ကိုပတ်စင်မာတယ်လားတဲ့တင်မာမိုးမိုးပြင်းနဲ့ရောက်တာပန်းပွင့်မို့ရာတင်ကြံခါ လူကနေရလားမသိ လန်းဆန်းတဲ့မိုးရေမိုးပြင်းလေးပရောင်ပန်းပွင့်ယုံဆိုရ ဟာကိုကြီးလန့်တာကိုကြီး အဲ့ဒါကွာညီကိုချင်းကိုလာလန့်နေရတယ်ဒါနဲ့အပြင်မှာစူညံနေရပဲကွာဘယ်သူတွေလည်းမသိဘူး ဟုတ်တယ်ကိုကြီးညီလေးလည်းအဲ့ဒါကိုပဲသိချင်တာတွားကြည့်လိုက်အောင်လို့ကိုကြီး အေးတစ်ချက်သွားကြည့်ပါ
စောစီဒီပြောကြီးဘာယူထနေပြီလဲမသိဘူးမနေ့ကမကြေပဲကိုနှွေးချင်နေရတယ်ထင်တယ်ကိုကြီးကပြန်အိမ်နေဦးမယ်လားကိုကြီးထားတော့မအိမ်နေတော့ကိုကြီးထားတော့ ဒီမေးရပါကွာ မင်းမနေနေတော့ကိုကြီးရဲ့ညီလေးတခုလောက်ကူညီအောင်ကိုကြီးထားတော့ထား ငါကူညီရပါလေကွာ ဒီမှာလေဘုရားနဲ့မောင်ကြီးကစောင်းပုတ်ရောရေရောအသိဆောင်ပြီးညီလေးကိုပတ်ဖို့လုပ်နေတာကိုကြီးရဲ့ဒီပုံစံတိုင်းဆိုရင်တော့ဒီဒီဘက်ခံမှာပေးထားနေပြီ ဟုတ်လားကွာ ကိုကြီးမယုံလို့ရှိရင်ထွက်တာကြည့်တော့ကို ဒီကွာဘိုးကလည်းတကယ်မလွေတာပဲ तू အဲ့လိုဖြစ်နေတာလေမောင်ငင်းကြောင်ကွာမောင်ငင်းကြောင်ဒီကောင်ဘေးကနေလိုက်မြောက်ပေးနေတာတကယ်တော့ तू ကိုယ်တိုင်ကလည်းငုံအောင်ကြိုက်နေတာကွာ ဩအဲ့ဆိုရင်လေကိုကြီးကမဟန်ကြီးစိမ့်နဲ့မောင်ကြီးကိုပြန်ကြိုက်လိုက်ပေါ့ဗျာ ဟာမင်းကလည်းမန်းတူမင်းကြိုက်เสียလားကွာ ဒီလေးအဲ့စိတ်ဝင်စားကိုကြီးကအဓိကမငူအောင်ညီလေးဘယ်လိုကြော်ဖြစ်ရမလဲဆိုတာကိုကြီးနည်းနည်းကြံစမ်းပါကိုကြီးလုပ်ပါကိုကြီး ဟာအေးပါမင်းကလည်းငါနည်းနည်းစဉ်းစားပြသေးတယ်ငါကြံတစ်ခုတော့ရပြီကွာ ဘာကြံလဲကိုကြီးလုပ်ပါကိုကြီးမင်းပြောပါကိုကြီး ဟောအေးဆေးပေါ့မင်းကဘာမှပြင်ရသေးဘူးလားနည်းနည်းပါအပြင်သွားဖို့သွားပြင်လိုက်အောင်ငါစဉ်းစားတာရှိတယ်ငါလည်းပြင်ပြရှိတာပြင်လိုက်အောင်သွားပါသွားကြရှိရသွား ကိုကြီးတိတ်ချရအောင်ကိုကြီး တေးကြပါတယ်ဆို တော်ပြီမောင်ရင်းရဟိုခက်ကတည်းကမစိုးကြတော့ဘူးဒီပေါက်ကြီးကိုလည်းတိမ့်လိုက်တော့ ဩဒါလေးများမမငုပဲအရင်ခက်ကသချင်းနေမဆိုတင်အခုခက်ကသချင်းနေဆိုမှာပေါ့ဒီဘောက်ကတနေ့လုံးငှားတာပြန်ပို့ရှုံးမှာပေါ့ နင်းကငါ့ကိုတချင်းတော်စိုးသေးခြင်းနေရလား ဆိုသေးချင်တာပေါ့မမငုပဲကျွန်တော်ကမမငုချင်းဆိုတာလေးကိုနားထောင်နေတာနားနဲ့တင်နားထောင်တာမဟုတ်နော်နှလုံးသားနဲ့ပါနားထောင်ပါဗျာအခုဆိုရင်ကျွန်တော်ကမမငုရဲ့ fan အစ်စ်ဖြစ်သွားပြီ အေးဟဲ့အဲ့ဒါဆိုလေဘာတချင်းဆိုရမလဲ ဘာချင်းရွေးမင်းကောင်းမလဲဒီဘက်ခစ်ကအဆူများတာဩဝနာရဲ့အရှုံးနဲ့လူအဲ့ဒါလေးဆိုလိုက်ဗျာ ဟဲ့ခွာဟဲ့ဝဲပါစီဖေးပါစီနမိတ်မရှိနမမရှိငါအရှုံးပေးထားမှာမဟုတ်ပါဘူးနော်အနိုင်မယူရသေးရလေရှိ မအဲ့ဒါဆိုလဲချစ်တိုင်းလည်းမညာဆိုဗျာ ဟဲ့ပိုတောင်ဆိုးသွားပြီလေ အဲ့ဒါဆိုတဲခွဲရရတာ ဆိုးဆုံးပဲ ကဲအဲ့ဒါဆိုလဲနူးနူးညံ့ညံ့လေးဆိုဗျာမောင်အစင်ပြေရဲ့လားဟေးအဲ့တချင်းမဆိုးဘူးခဲ့ ဒါပဲလေ ဘာမဲငါအဲ့တချင်းအဲ့တကြောင်မင်းလား ဟာချင်းရှိရောမလဲဩဟိုသချင်းလေအိုးငိုမနေပါရသေးနဲ့ အဲ့တချင်းကမဆိုးချင်ပါဘူးဟဲ့တချင်းလုံးဒီတချင်းပဲကြားနေရတာ ဩအဲ့ဒါဆိုရင်လဲအစင်ပြေမနေပါဘူးဆိုလိုက်ဗျာ ဟဲ့မောင်ကြီးဒီတက်နေ့တချင်းတွေကငါပြောအောင်ပါလားဟဲ့ အဲ့ဒါဆိုလဲမြောက်ဖြစ်ခြင်းတဲ့သချင်းပဲဆိုလိုက်တော့ဗျာ အဲ့တချင်းကလေနေမဲဆိုနေမဲဆို ဘာလုပ်နေကြလဲ မျက်စိရောနာမပါဘူးလား ဒီတိုင်းမေးကြည့်တာပါငူလေးရဲ့ ဒါလေပြော ဟာဒီလိုပါဟိုမောင်ငင်းရဲ့တွန်းလဲလေးလေအဲ့ဒါလာငားတာ အာဟဲ့လူဟာလေခင်ဗျာဟိုကျွန်တော်တို့ရေးတန်းရအောင်မလို့လား ဒါပေါ့ဟိုတကြံတွင်းမှာလေစီးပွားရေးလေးပါလေးရှာမလားလို့ဟာပောက်ဖို့ချက်ချက်ဗျာခင်ဗျာလေဟိုကျုပ်ကအိမ်ကပစ္စည်းလေးတစ်ခုပြက်နေလို့အဲ့ဒါသွားပြင်ချင်လို့ ခင်ဗျာသိကြရနော် ဩသိကြပါတယ်ဆို အဲ့ဒါဆိုလဲယူသွားဗျာဟိုမြန်မြန်တော့ပြန်လာပြီ အေးပါကွာအေးပါငူလေးသွားလိုက်ဦးငူလေးသွားလိုက်
ကိုကလေကြောက်တုံတောင်နဲ့ ကဲပါမမငွေရဲ့ဟိုအဲ့ဒီကြောင်တောင်တစ်ချင်းပဲဆိုလိုက်ဗျာနော်ကောင်းတယ်အဲ့ဒီချင်း နေရတစ်မျိုးနေရတစ်မျိုး ကောင်းကြီးပေးတဲ့ကြံခါတွေလကာယမအိုးအော်တန်ညံစီကဒုပုတ္တန္တာပျော်ရွှင်စွာကဆိုတီးကြတာတော့ဝင်းတို့ဝေစားစားရဲ့မြဲလာတကူရဲ့ပြရုပ်တွေမို့သာပြုံမောင်းချစ်ဦးတမှုရချိုးတို့ချီနှောင်တွေကသူချမ်းပြောပြူတွေလိုက်လို့ရှာသေးပါတခြားမင်းကိုတော့နှုတ်ဆက်ရတော့မှာနောင်ငယ်လေးဒီချိန်ခါဆုံးရရင်စုပန်ရွယ်ကအလှကျွေတော်လာတကူတို့အရောရင်ပြန်ငယ်ပါနောက်နှစ်ခါလဲပြောင်းနေကြုံနေမှာအရောရင်ပြန်ငယ်ပါနောက်နှစ်ခါလဲပြောင်းနေကြုံနေမှာအရောရင်ပြန်ငယ်ပါနောက်နှစ်ခါလဲပြောင်းနေကြုံနေမှာ ဘရဘလာနဲ့ချစ်စရာတင်ကြံခါဝဲရေပကစားကြတယ်လမ်းမတလေးမကွယ်တမျိုးလုံးအနက်ချီစမ်းလေရေကစားတာချလာတယ်ချမ်းမလဲဆိုရဲဆိုရဲချမ်းချမ်းပါစေချမ်းချမ်းပါစေတပတ်ကလေးဖြတ်လို့မရောက်သူခွေကိုထွေးလို့ဖြစ်နေစေမယ်ရေကစားတာချလာတယ်ချမ်းမလဲဆိုရဲဆိုရဲချမ်းချမ်းပါစေချမ်းချမ်းပါစေတပတ်ကလေးဖြတ်လို့မရောက်သူခွေကိုထွေးလို့ဖြစ်နေစေမယ်မလေးမင်းကိုကြီးကလေးလိုက်တာလင်းကိုရာ ဟာကဲပါကိုကြီးရဲ့ကိုကြီးစကားပြောစမ်းပါနဲ့တော့ကြာမှုကရိပ်မှုပါအောင် ဒီလောက်ကူညီပေးနေတဲ့ကြားတွေကနော်ရေဆိုတာလို့ကတော့တကြံကိုပလစ်ပြီးတော့ငုဝါသာယူလိုက်တော့လင်းကိုရေဟာမိုက်လိုက်တဲ့ကကွက်တွေကွာမသိရင်ဟန်စာမိုးဝင်းဆက်တွေကရှေ့ထွက်မင်းသားနောက်ကနေပြီးတော့အမိုက်လိုက်ကောက်တဲ့ကောင်ကြာ အာဟဲ့လူကိုယ့်ကိုရေးစင်းနေဒါမနာအောင်နဲ့ ငူလေးကျွန်တော်နဲ့လိုက်လာတက် နင့်လိုမျိုးအမိုက်ပုံသွားတဲ့ကားလေးနောက်ကိုငါလိုက်ပြရတာ အမလေးငူလေးနှိမ်လိုက်တာငူလေးရဲ့ကျွန်တော်လိုမျိုးနေတိုးဆိုင်ဆိုင်ပြည်တီဦးနိုင်လူစိုင်းအောင်တင်9ယောက်ပေါင်းထားတဲ့ရုပ်လေးကိုများဗျာပြောရက်လိုက်တာဗျာပြောရက်လိုက်တာရပါတယ်ကျွန်တော်ကလေးနေရလွင့်ရအောင်မဲဘွားပါချစ်ဆုံးရဲ့
မောင်နဲ့လိုက်အောင်လားအေးမလို့ငုနေရလွင့်ရအောင်မဲ့ဘွာလေးပါဗျာဟဲ့သွားလိုက်အောင်နော် တင်ကြစင်တဲ့ဝဝဘာဘာဘရာဘာအနာနဲ့ချစ်စရာတင်ကြခါဝဲရေပတ်ကစားကြတယ်မြန်မာကလေးမို့ကွယ်တမျိုးလုံးအနဲ့ချီစမ်းလေ ဟဲ့အောင်လင်းဝေးငါအာယုံလွဲပြီးွားရင်နော်ညကြရင်ငါ့ကိုကောင်းကောင်းပြုစုရမယ်ဟုတ်ပြီလား Happy birthday တကြံ Hey ဘယ်သွားမလို့လဲတကြံမင်းသမီးတကြံလေးရယ်မွေးနေ့ရှင်ဆိုတာမွေးနေ့မှာစိတ်ဆိုးလို့မကောင်းဘူးနော်ယူလိုက်ပါ ငါမလို့ခြင်းတော့ညင်းရမှာပဲလေညနေပြန်သွား ဟာဘယ်ဖြစ်မလဲမွေးနေ့မှာလက်ဆောင်ပေးရင်တော့လက်ခံရမှာပေါ့နော် ငါမလို့ခြင်းလို့နင့်ကိုပြောနေလေ ယူပါယူလိုက်ပါ သမီးဒါသမီးကဒါသမီးကိုမွေးနေ့လက်ဆောင်ပေးတာလေကွာမောင်တော်မီးရဲ့သမီးရဲ့မွေးနေ့ကိုမမရရလို့ပြီးတော့စီစဉ်လာတဲ့မွေးနေ့လက်ဆောင်ဒါမျိုးကယူသင့်တယ်လေဒါမျိုးကမငင်းရဘူးငါသမီးယူလိုက်နော်သမီးကဲယူလိုက်ယူအာသမီးအဖေပြောနေတယ်နော်ယူလိုက်လို့ဆိုယူ ပေးပေး ချစ်တယ်နော်မွတ် ဟဲ့အောင်တော်မီမင်းနဲ့အငယ်နဲ့နေခင်းကြမှာအတူတော့မယ်နော်ခုတော့မန်းနဲ့ကိုအရင်သွားမယ်လာ အန်ကယ်ကမန်နက်ဘက်သွားမလို့လား အေးလေ ကျွန်တော်ကအန်ကယ်တို့ကကားပေါ်မှာပလင်းပါလာတာအန်ကယ် ဟုတ်လားအဲ့ဒါဆိုကားပေါ်အရင်သွားမယ်လာ ကားပေါ်ရင်တော့နော် အာနာပြတောင်ကောင်းနေပြီဟဲ့မောင်ကြီးလင်းဝေတို့ကအခုထိကိုမလာသေးဘူးနော်တော်ကြာနေ ဟုတ်တယ်နော်ဟိုမင်းစီရလေကျွန်တော်လဲငားွားညောင်းစားလိုက်ပြီလားမသိဘူးဗျာ ငါတို့ရွှေချောင်လောက်သွားရတာမသိပါဘူးခဲ့ ဟာဖြစ်တော့မဖြစ်နိုင်ပါဘူးမမှန်ဘူးပဲဟိုလင်းဝေကအပြင်သွားမယ်ဆိုရင်ဒီရှေ့ကနေပဲဖျက်ရမှာလေလင်းဝေအိမ်ထဲမှာအိပ်ပျော်နေလောက်တာဖြစ်မှာပါ လင်းပြောတဲ့အတိုင်းဟုတ်မဟုတ်သိအောင်ငါတို့သူ့အိမ်ရှိသွားကြည့်အောင် သဘောဗျာသဘောကိမန်ဝေဦးလာကူရောက်ပြီဝါရွှေလူပတော့ပူပွင့်ဝေစီပညာလေးရိမ့်တွေကတဲ့ပန်းပတော့တင်ထုံကြီးလမ်းလျှောက်စင်စုံသည်ပန်းပေးမဲကွက်မဲကေတာဦးသည်ကိမန်ဝေဦးလာကူရောက်ပြီဝါရွှေလူပတော့ပူပွင့်ဝေစီပညာလေးရိမ့်တွေကတဲ့ပန်းပတော့တင်ထုံကြီးလမ်းလျှောက်စင်စုံသည်ပန်းပေးမဲကွက်မဲကေတာဦးတကြံရသည်မနစ်ကစီသူနဲ့စားတွေ့တူမေပြီအမမတီချစ်ခဲ့သည်ဘရဝါလီတခတ်တတ်တဲ့ဒီတကြံရသည်မနစ်ကစီသူနဲ့စားတွေ့တူမေပြီဟာဒီပြီးတော့ငါကန်ကောင်းပြီရေပိုင်လဲမစိုးအဲ့တော့မင်းကြီးစီရမှာဖြေရ ကြီးစုပြမဲလန်းစေမီချစ်ခွန်တိတကြံတဲ့လေးဆိုသည်ကဘာနောချောင်းဒီကိုဆိုပေးမီဘရောင်းတကချစ်တော်တဲ့ဒီ မနော် စုံစမ်းကွာမင်းဆိုလေစား
ဘယ်လဲအဆင်ပြေလားဟမ်ငါတော့အဆင်ပြေသွားပြီ ကဲပါစိတ်ညစ်မနေနဲ့တော့ခြံနဲ့သွားပြီးစကားပြောမလား ခဲလေးတွေကတိတ်ကြပြီတကြံရဲ့ ဘယ်တက်နိုင်မလဲလို့ကိုပြင်းနေကိုပဲလေခံပေါ့ ဟာရေးရဲကြမှာကွာတကြံအဖေကဝင်ပြီးဖျက်ရတယ်လို့ ဘယ်တက်နိုင်မလဲလင်းဝင်တရက်ကြံသေးရပဲဟာစူးစမ်းပေါ့ ဟုတ်မဟုတ်ဘူးလေတကြံရဲ့တကြံစီကိုရေးမစိုးဘဲနဲ့ရောက်လာတာလေတကြံအဖေရေးဘက်လို့တာကိုကရေးဆိုသွားတာကိုအဖေပြည့်တင်နေမဟုတ်ဘူးလား ဘာဖြစ်ရေဆိုတာပဲလေငါရေမဆိုတဲ့နေကိုကိုရိုင်းရေလောင်းပြီးတော့ဖြေပေးချင်တဲ့ဟာအခုကရေဆိုသွားပြီဆိုတော့ဖြေလဲပေးလို့မရတော့ ကတိလေးခံလိုက်ရတာပါတကြံရဲ့ ဟဲ့ပါဒီနေ့ဘာနေလဲဆိုတော့သိလား သိတာပေါ့ Happy birthday ပါဒါ birthday present အဖေမရသေးဘူးဆိုတော့ဒါလည်းဆိုတော့မဟုတ်သေးဘူးတကြံရဲ့ သမီးရေဘက်ကန်ထွက်ကြမယ်ဒီမောင်တော်မီးကကားတွေပါစီစဉ်ထားပြီးပြီသမီးရဲ့လာသွားမယ် လိုက်ချင်ပါဘူးဖေရလည်း ဟာသမီးကလှုပ်ပြီကွာမလိုက်လို့မရဘူးအကုန်လုံးစီစဉ်ပြီးပြီစောင့်နေကြတယ်သမီးရဲ့လာပါသွားမယ်လား ဟုတ်ပါတယ်တကြံရဲ့လိုက်ခဲ့ပါပြုံးစရာကောင်းပါပါ ကဲတွေ့လားနော်ကဲသမီးလိုက်ခဲ့ပါမင်းမပါဘူးနော်လာသမီးလေးလာသွားမယ် ဖေရဖေအဲ့ဒါခဏနေလိုက်ခဲ့မယ်နော် အေးဟုတ်ပြီကဲ မြန်လိုက်ခဲ့တော့ကျန်ကုံစောင့်နေတယ် လိုက်ခဲ့ရမယ်နော် ကဲပါတကြံရဲ့တကြံမလိုက်လို့ရှိရင်တကြံအဖေကပွဲချက်နေအောင်မယ်လိုက်ွားလိုက်ပါနော်ဟိုကိုမနဲ့မှာပဲစောင့်နေမယ်နော် တကြမ်းလင်းဝေကိုအားနာလို့ပါသူတို့နဲ့လည်းမလိုက်ချင်ပါဘူး ဟောရပါတယ်တကြံရဲ့ကိုအားမနာနဲ့နော်ခဏပဲဟာဦး အာဒါလဲရမယ်ကားလားဟာလားမောင်တော်မီ ဟုတ်တယ်အငယ်အိတ်က ဟာမိုက်တယ်ကွာကြိုက်သွားပြီအငယ်လူပြိုဘွားတော့ကလည်းဒီလိုစကြမ်းလဲတော့မယ်ဆိုရင်ကိုတိုင်းကိုမောင်းလဲရမှာစိတ်တိုင်းကြတာကွာငါမောင်းမယ်ဒါလားhiệuလားငါမောင်းမယ်ဝေး တကြံကအနောက်မှာတက်มาတယ်လေ အေးကောင်းတယ်အဖေနဲ့ဒေါ်မီနဲ့တွေ့ကြပြီ ကဲပါတကြံရဲ့တကြံဆူတောင်းလေးပြည့်ပြီဆိုတော့ကိုညနေမှာပဲပြန်တော့မယ်နော်အခုတော့ဒီတော့ကစားအောင် ကောင်းတာပဲ ကောင်းအိမ်တကားကပွင့်နေရလဲဟာ လင်းဝေကအထဲမှာရှိမှာပါမမငိုလေ မယုံပါဘူးဟာငါမျက်စိနဲ့ကိုယ်တိုင်မြင်ရမှာဟုတ်ယုံမယ် အဲ့ဒါဆိုဘယ်လိုလုပ်မှာတော့ ဟောအိမ်ထဲဝင်ကြည့်ကြမယ် ဟာမဟုတ်တာမမငိုလေမလို့ကောင်းနဲ့ ဘာပဲဖြစ်ဖြစ်ဟာငါရှင်းမယ်နင်လိုက်တာလိုက်ခဲ့လိုက် မောင်ကြီးဟိုမှာကြည့်တယ်မင်းတို့ရဆန်းနေမှာမင်းတို့ရခြံထဲမှာ ဟာကျွန်တော်တို့ခုပဲခြံရှိအောင်ဝင်လာလေဘယ်သူမှမရှိတဲ့ဟာကြီး ဒီကောင်လေးနှစ်ယောက်ပေါင်းပြီးတော့သူတို့အမေကိုဂျင်းထည့်ထားကြတာဘူးဟဲ့ ဟာဒီကောင်လေးတော်တော်ဆိုးတဲ့ကောင်လေးပဲ ဘင်းကမြောက်ဘာတွေလုပ်နေလဲဆိုတော့ CCTV ကနေကြည့်လာ
ခုကဘာလဲဟိုငါညရောက်နေပါလားမင်းစိတ်ရှိလာတာပဲဖြစ်ရတွေ့မယ်ဒီနှကောင်နဲ့တော့ငါနဲ့တွေ့မယ် ပြန်တော့လေတကြံတယောက်တည်းနေရပါလေ ရပါတယ်တကြံရဲ့တကြံဖေမိုးချုပ်လို့ရှိရင်တကြံကြောက်တဲ့ဖြစ်နေမှာပေါ့ အဖေလောက်တာနဲ့ပဲလင်းဝင်အိမ်ပြန်နောက်ကျမှာပေါ့လို့ ဘယ်ဟုတ်မလဲတကြံရဲ့ကားမရှိလဲကိုကလမ်းလျှောက်ပြီးပြန်လို့ရပါတယ် ပြောမြင်ရွာဟောလက်ဆက်သတ်တော့မင်းကဒီယုံမြင်လို့ဒီခြုံထွင်တဲ့အကောင်ဝူးကွာဟမ်မင်းဘလို့ကောင်လဲကွာငါသမီးသားကလေတောက်တဲ့လူပဲတွေ့ကပြီးတော့မင်းမခွဲနိုင်မခွာရက်တွေဖြစ်နေတာငါသိတယ်ငါသမီးလေးကိုတကြမ်းမလဲအောင်မင်းလှုပ်လိုက်တာမလားဟော ဘာပြောနေရလဲ ဟေးဝယ်ပြောနေအမေဝယ်ပြောနေငါသမီးလေးသူ့တငယ်ချင်းတွေနဲ့ပြောရွှင်ရေကစားနေတာကွာမင်းကဒါကိုဖြတ်လို့ပြစီလုပ်ပြီးတော့မင်းနဲ့နှစ်ယောက်တည်းနေနေတာနဲ့မင်းကဒီလိုကြံတာမလားဒီကွင်းဆင်တာမလားပြော မဟုတ်ပါဘူးအန်ကယ်မဟုတ်ပါဘူး ဘာမဟုတ်မှလည်းဟဲ့ခုမှတော့မင်းညင်းမနေနဲ့မညင်းနဲ့ငါသိနေတယ်မင်းငါမရှိတော့မှငါသမီးကိုမင်းမကောင်းကြံမလို့မလားဟမ်ပြော မဟုတ်အန်ကယ်ဘူးဆိုးကုန်ပြီအန်ကယ်တင်တယ်လို့မဟုတ်ပါဘူးကျွန်တော်ကဒီကောင်းဖခင်သားသမီးပါ ဘာပြီးကောင်းပါ့သားသမီးလေးကွာမိုးပဲချုပ်တော့မယ်သွေးမတော်သားမဆက်ငါသမီးနာမှာရှိနေတယ်ကွာဘာပြီးကောင်းဖခင်ဟာ မဟုတ်ပါဘူးအန်ကယ်ကျွန်တော်ကဒီမှာတကြံရောက်တဲ့ဖြစ်နေမှာဆိုလို့အဖေါ်ပြုတ်ပေးနေရပါ ဘာဖော်ပြုတ်ပေးတာလဲမလို့ဘူးငါသမီးကကလေးမဟုတ်ဘူးဘာမှမလိုအပ်ဘူးအကုန်ပြည့်စုံတယ်ဟဲ့မင်းကရှင်းမပြောကွာမင်းနဲ့ငါသမီးနဲ့လုံးဝကိုမတန်တာမင်းကလေဘာအဆင်မှမရှိတဲ့ကော ငါနဲ့ကိုတောင်းမှပါတယ်နော်အဖေကလေရက်တွေမူးလာရင်အဲ့လိုပဲပြောတတ်လို့ပါ ရပါတယ်တကြံရဲ့ဘာမှမဖြစ်ပါဘူး ဟဲ့ဘာမှမဖြစ်နဲ့လစ်လိုက်တော့ဟဲ့ကြာကူလီကောင်မင်းလစ်လိုက် ဟေးအဖေဘာတွေပြောနေရလဲ ဟုတ်လေ အဖေကသမီးရဲ့တိတ်ခါကိုလင်းဝင်ရဲ့တိတ်ခါကိုပါစော်ကားနေရနော်အဖေပြောရတယ်ကဘာတစ်ခုမှမဟုတ်အဖေဒါရက်တွေမူးပြီးတော့မဟုတ်ကောက်ကရှောက်ပြောနေတာသမီးချိန်ပြီးပြောရတယ်အဖေ ဟုတ်လား လင်းဝင်ကသမီးတယောက်တည်းဖြစ်နေလို့ဆိုပြီးတော့အဖေပြုတ်ပေးအောင်တတ်တယ်လင်းဝင်ငါနဲ့ကိုတကယ်တောင်းမှမှာလေဟာအဖေအဲ့လောက်တောင်ဖြစ်နေမယ်ဆိုလို့ရှိရင်အဖေရှိမှာပဲသမီးလင်းဝင်ကိုဖြေပေးလိုက် ဟေး လင်းဝင်တချမ်းလေးလင်းဝင်ကို ရတယ်တကြံကိုအဲ့လိုအဖေမျိုးကိုမလို့ချင်ဘူးကိုကအန်ကယ်တင်တယ်လို့မဟုတ်ဘူးဆိုတာကိုပဲအန်ကယ်သိအောင်ရှင်းပြပေးလိုက်ပါမနေ့ပြန်တကြံနောက်ဆုံးနေမှာကိုရေးမစောတကြံစီလာခဲ့မယ်တကယ်လို့ရေးဆိုခဲ့လို့ရှိရင်ကိုလုံးဝသိတယ် ဘူးတော့မဟုတ်ပါအမေနေချတော့လေဆင်းရတာပေါ့ နင်ခုမချစ်နိုင်တော့မှနင်ကငါ့ကိုချစ်တယ်လို့ပြောတဲ့ချိန်ကြီးငါစောင့်နိုင်တယ် ငါဘွားလေကွာဒီတစ်သက်ရီးသားရအောင်ပါစိတ်ညစ်ပါ ဒီကောင်တော့ရက်ဆက်တဲ့ကောင်ကွာအဖေတလောက်မျက်နှာသာပေးနေတဲ့အထက်ကငါဒါငါသမီးကိုမကောင်းကြံဖို့အတွက်ဒီကောင်ကြံနေတာ နေနေညညလေးအလှူလာစားမဲ့လူတွေအတွက်လေဝိုင်းဖွဲ့ပြီးရိုက်နေရတာ